1945 ခုနှစ်ဩဂုတ်လဟာကမ္ဘာ့တမိုင်းကိုပြောင်းလဲပစ်ခဲ့တဲ့လတ်တလဖြစ်ပါတယ်။အမေရိကန်တို့ကဂျပန်နိုင်ငံရဲ့ဟီရိုရှီမားနဲ့နာဂါဆာကီမြို့တွေပေါ်ကိုအနုမြူပုံကျဲချခဲ့တဲ့လုပ်ရက်ဟာဒုတိယကမ္ဘာစစ်ကိုအဆုံးသတ်စေခဲ့ပေမဲ့တစ်ဖက်မှာတော့နာဂတ်အတွက်ကြောက်မက်ဖွယ်ကောင်းတဲ့အနုမြူခေတ်ကိုစတင်စေခဲ့ပါတယ်။ဒီလက်နက်တွေကစစ်ပွဲကိုဆုံးသတ်ပေးခဲ့တာမှန်ပေမဲ့အမေရိကန်ကဘာလို့ဒီလိုပြင်းထန်တဲ့နည်းလမ်းကိုရွေးချယ်ခဲ့ရတယ်လဲဆိုတာဒီနေ့မှပြန်လည်လေ့လာကြည့်လိုက်ရအောင်။ဒီဖြစ်အဆိုကြီးကိုဖြစ်ပေါ်စေတဲ့အဓိကအကြောင်းအရာကတော့1942ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာဂျပန်တို့ကအမေရိကန်ရဲ့ဟာဝိုင်ယီကျွန်းမှာရှိတဲ့ပလစ်စိတ်ကန်ကိုအလင်းငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကစတင်ခဲ့တာပါ။အဲ့ဒီအချိန်တုန်းကဂျပန်နိုင်ငံကတရုတ်နိုင်ငံကိုကျူးကျော်သိမ်းပိုက်နေခြင်းဖြစ်ပြီးတော့အမေရိကန်ကထိုကျူးကျော်မှုကိုမကျေနပ်တာကြောင့်ဂျပန်တို့ကိုစီးပွားရေးအရအပြင်းထန်ပေးစွမှုတွေပြုလုပ်ခဲ့ကြပါတယ်။ဂျပန်တို့ကလည်းသူတို့လိုအပ်နေတဲ့ရေနံ80ရာခိုင်နှုန်းကျော်ကိုအမေရိကန်ထံကနေပြီးတင်သွင်းနေရခြင်းလည်းဖြစ်တယ်။အမေရိကန်ကရေနံတင်ပို့မှုကိုဖျက်တောက်လိုက်တဲ့အခါမှာတော့ဂျပန်စစ်တပ်မှာရေနံပြတ်လတ်မဲ့အန်ဒီရယ်နဲ့ရင်ဆိုင်နေရပါတယ်။ဒါကြောင့်မလို့ဂျပန်တို့ကစစ်ပွဲကိုဆက်လက်ဆင်နွှဲနိုင်ဖို့အတွက်ရှေ့တောင်အာရှမှာရှိတဲ့ရေနံတွင်းတွေကိုတင်ပို့ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။အထူးသဖြင့်တော့ဒက်ရှ်အရှေ့အိန္ဒိယကျွန်းစုယခုအင်ဒိုနီးရှားနိုင်ငံနဲ့ပြည်တခြားပိုင်းမလာယာယခုမလေးရှားနိုင်ငံတို့မှာရှိတဲ့ရေနံတွေရာဘာများနဲ့ခဲတွေကိုလိုချင်ခဲ့ကြတယ်။ဒီဒေတာတွေကိုတက်ခတ်သိမ်းပိုက်လိုက်လျင်အမေရိကန်ကကြားဝင်လာမယ်ဆိုတာသိကြတာကြောင့်ဂျပန်တို့ကအမေရိကန်ကိုကြိုတင်တိုက်ခတ်ရန်စီစဉ်ခဲ့ကြခြင်းဖြစ်တယ်။တိုက်ခတ်မှုမတိုင်မီနိုင်ငံကြားတနမန်နီလန်နေနဲ့တွဲဆုံညှိနှိုင်းမှုတွေပြုလုပ်ခဲ့ကြပါတယ်။ဒါပေမဲ့အမေရိကန်ကဂျပန်ကိုတရုတ်နဲ့အင်ဒိုချိုင်းနာကနေလုံးစုံထွက်ခွာသွားပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ဒါပေမဲ့ဂျပန်တို့ကတော့ဒီလိုဆုတ်ခွာသွားခြင်းကလက်နက်ချခြင်းနဲ့အတူတူပဲဖြစ်တယ်လို့ယူဆပြီးတော့စစ်ပွဲကိုရွေးချယ်ခဲ့ကြခြင်းဖြစ်တယ်။1945ခုနှစ်စောပိုင်းကာလတွေကိုပြန်ကြည့်မယ်ဆိုရင်ဥရောပမှာဟစ်တလာရဲ့နာဇီဂျာမနီကလက်နက်ချလို့စစ်ပွဲပြီးဆုံးသွားပါပြီ။ဒါပေမဲ့အာရှပစိဖိတ်စစ်မျက်နှာမှာတော့ဂျပန်အင်ပါယာကအရှုံးမပေးပဲဆက်လက်တိုက်ပွဲဝင်နေစေဖြစ်ပါတယ်။အဲ့ဒီအချိန်မှာအမေရိကန်စစ်ဖြူဟာမှုတွေတွက်ချက်ထားတာတခုရှိပါတယ်။တကယ်လို့အမေရိကန်တို့ကဂျပန်ပြည်မကြီးကိုတိုက်ရိုက်ဝင်ရောက်သိမ်းပိုက်မယ်ဆိုရင်ဂျပန်စစ်သားတွေရဲ့ဖူရှီရိုစိတ်ဓာတ်နဲ့ကာမီကာဇီဆိုတဲ့အတေကန်အရှုံးပေးတိုက်ခိုက်ရေးစိတ်ဓာတ်တွေကြောင့်အမေရိကန်စစ်သားတန်းနဲ့ချီပြီးတော့လက်ဆုံးရှုံးနိုင်တယ်လို့ခန့်မှန်းခဲ့ကြတယ်။ဒီတော့အမေရိကန်တို့ဘက်ကအကြအဆုံးအနည်းဆုံးနဲ့စစ်ပွဲကိုအများဆုံးဆုံးဖြတ်နိုင်ဖို့အတွက်အနုမြူဘုံကိုအသုံးပြုဖို့ဆုံးဖြတ်ခဲ့တာကအဓိကအကြောင်းအရာတစ်ခုဖြစ်လာခဲ့ပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ဂျပန်ရဲ့တင်းခံနေမှုပါပဲ။အမေရိကန်ပြည်ထောင်နဲ့တရုတ်တို့ကဂျပန်ကိုချက်ချင်းလက်နက်ချဖို့ဘော့စတန်ကြီးညာချက်နဲ့ရာဇသံပေးခဲ့ပါတယ်။ဒါပေမဲ့ဂျပန်ဆိုရဘက်ကမိုခုဆက်ဆုလို့ခေါ်တဲ့ဥပက္ခပြုခြင်းဒါမှမဟုတ်အရေးမဆိုင်ခြင်းဆိုတဲ့သဘောမျိုးနဲ့တုံ့ပြန်ခဲ့ပါတယ်။ဒီနေရာမှာမိုခုဆက်ဆုဆိုတဲ့စကားလုံးကဂျပန်လိုမိုခုတိတ်ဆိတ်ခြင်းနဲ့ဆက်ဆုတက်ဖြတ်ခြင်းကိုပေါင်းစည်းထားတဲ့စကားလုံးဖြစ်ပါတယ်။ဒါကိုတည်နောက်တွေကမေးတဲ့အခါဝန်ကြီးချုပ်ကမိုခုဆက်ဆုလို့ပြန်ဖြေလိုက်ပါတယ်။လူဆိုလိုတာကတော့အခုလောလောဆယ်တော့ဘာမှမှတ်ချက်မပေးသေးဘူး။စောင့်ကြည့်နေတော့မယ်လို့ဆိုလိုတာပါ။ဒါကိုနိုင်ငံခြားသတင်းဌာနတွေကဒီစကားလုံးကိုဘာသာပြန်တဲ့အခါမှာ ignore လိလူရှိလိုက်တဲ့ဒါမှမဟုတ် reject ညှင်းပယ်ဒီဆိုပြီးတော့ပြင်းပြင်းထန်ထန်ဘာသာပြန်လိုက်ကြပါတယ်။ဒါကြောင့်ဒီဖြစ်ရပ်ကိုဓမ္မပညာရှင်တွေကကမ္ဘာ့ဓမ္မကိုပြောင်းလဲပစ်လိုက်တဲ့ဘာသာပြန်အမှားလို့ခေါ်ဆိုကြတာပါ။ဒီလိုညှင်းဆန်မှုကြောင့်အမေရိကန်သမ္မတထရူမန်ကစစ်ပွဲကိုအများဆုံးရပ်တန့်နိုင်ဖို့အတွက်ပုံကျဲဖို့မိန့်ပေးခဲ့ရခြင်းဖြစ်တယ်။ဒါအပြင်နိုင်ငံရေးအရအပြိုင်မှုတွေကလည်းနောက်ကွယ်မှာရှိနေခဲ့ပါတယ်။အဲဒီအချိန်မှာဆိုဗီယက်ယူနီယံကလည်းဂျပန်ကိုစစ်ကြေညာပြီးနယ်မြေတွေသိမ်းပိုက်ဖို့ပြင်ဆင်နေပါပြီ။အမေရိကန်ကစစ်ပြေးခေတ်မှာဆိုဗီယက်ရဲ့ဩဇာလွှမ်းမိုးမှုကိုကြောက်ရွံ့တယ်လို့မိမိတို့စီမှာကမ္ဘာအင်အားအကြီးဆုံးလက်နက်ရှိနေပြီဆိုတာကိုပြသခြင်းနဲ့စံထားလည်းရှိနေခဲ့တယ်။ဆိုလိုတာကတော့စစ်ပွဲကိုအမြန်ဆုံးဆုံးသက်ပြီးဂျပန်နိုင်ငံကိုဆိုဗီယက်တို့လက်ထဲမရောက်အောင်ကာကွယ်ခဲ့ချင်တာလည်းပါဝင်ပါတယ်။ဒီလိုအကြောင်းပြချက်မျိုးမျိုးနဲ့1945ခုနှစ်ဩဂုတ်လ6ရက်နေ့မှာဟီရိုရှီမာကို Little Wine လို့အမည်ပေးထားတဲ့အနုမြူပုံကျဲချခဲ့ပြီးတော့နောက်3ရက်အကြာဩဂုတ်လ9ရက်နေ့မှာတော့နာဂါဆာကီကိုပတ်မန်လို့ခေါ်တဲ့အနုမြူပုံထပ်မံကျဲချခဲ့ပါတယ်။ဒီကြောင့်မဲ့ဖွယ်ဖြစ်ရကြောင့်လူပေါင်းသိန်းနဲ့ချီချက်ချင်းတည်ဆုံခဲ့ရတယ်လို့နောက်ဆက်တွဲရေဒီယိုတက်တိကြောက်မှုတန်တွေကိုလည်းဆယ်စုနှစ်ပေါင်းများစွာခန်းစားခဲ့ကြရပါတယ်။နောက်ဆုံးမှာတော့ဒီပုံနှလုံးရဲ့ပြင်အားကြောင့်ဂျပန်အေဂရစ်ဟီရိုဟီတိုဟာဩဂုတ်လ15ရက်နေ့မှာချွင်းချက်မရှိလက်နက်ချကြောင်းကြေညာခဲ့ပြီး
ဒုတိယကမ္ဘာစစ်ကြီးဟာတရားဝင်ပြီးဆုံးသွားခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာစစ်ပွဲကိုဆုံးသက်ဖို့အတွက်မဖြစ်မနေလုပ်ခဲ့ရတဲ့ဆုံးဖြတ်ချက်လားဒါမှမဟုတ်လူသားမျိုးနွယ်ပေါ်ကျူးလွန်ခဲ့တဲ့အမှားတစ်ခုလားဆိုတာကတော့ယနေ့ထက်ထိတမိုင်းပညာရှင်တွေကြားမှာအငင်းပွားနေကြဆဲဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ဒီတမိုင်းဖြစ်ရပ်ကိုပြန်ကြည့်ရင်တင်ကိုင်းစာယူစရာချက်လက်တွေအများကြီးရှိနေပါတယ်။ပထမဆုံးအနေနဲ့စစ်ပွဲတစ်ခုမှာအောင်မြင်ဖို့အတွက်လူသားချင်းစာနာထောက်ထားမှုထက်အစည်းအဝေးနဲ့နိုင်ငံရေးအသာစီးကြောင့်မှုကိုပုံမဦးစားပေးတတ်ကြတဲ့သဘောကိုတွေ့ရပါတယ်။ဒုတိယတစ်ချက်ကတော့ဆက်တွေရေးရဲ့အရေးပါမှုပါပဲ။ဂျပန်ရဲ့မိုခုဆက်စုဆိုတဲ့တုံ့ပြန်မှုကအတိတ်ပဲအကောက်အလွဲခံရပြီးကြီးမားတဲ့ဘေးဒုက္ခစီဦးတည်သွားစေခဲ့တာပါ။နောက်ဆုံးအနေနဲ့ဒီဖြစ်ရပ်ဟာကမ္ဘာကြီးကိုအနုမျိုးလက်နက်တွေနဲ့ချင်းချောက်မှုအောက်ရောက်သွားစေခဲ့ပြီးငြိမ်းချမ်းရေးအတွက်အင်အားလုံးဖြည့်ရှင်းရတဲ့နည်းလမ်းဟာဘယ်လောက်ထိတန်ဖိုးကြီးလဲဆိုတာကိုမိမောင်းထုတ်ပြနေတာဖြစ်ပါတယ်။ဗီဒီယိုလေးကိုတပတ်ကြတယ်ဆိုလို့ရှိရင် like ခလုတ်လေးနှိပ်ခဲ့ပေးကြပါအောင်။ပြီးရင်ကျွန်တော် channel လေးကိုလည်း subscribe လေးလုပ်ခဲ့ပေးကြပါအောင်ဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်။